အိမ်မွန်နဲ့စတိတ်3ရဲ့နောက်ပိုင်းမှာဘလူမျိုးတွေးထိန်ပြီးတော့ဘလူမျိုး593 star ရှာမလဲဆိုတာကိုအိမ်မွန်ခိုက်ရဲ့ပတ်တူးအနေနဲ့ဒီဗီဒီယိုမှာအားလုံးကိုအသေးစိတ်ရှင်းပြပေးတော့ပါမယ်။ကဲဒါဆိုရင်အချိန်မဆွဲပဲဗီဒီယိုလေးကိုစလိုက်ကြအောင်ပေါ့။ပထမပတ်ဝန်းမှာကျွန်တော်က၄လန်ရောင်းမှာမေရာတစ်ပိုက်ကိုလူခဲ့ရဖြစ်တဲ့အတွက်ကျွန်တော်ရဲ့မေရာတစ်ပိုက်ကဒီပွဲမှာ၄လုံးထိရှိမှာဖြစ်ပါတယ်။ခုလက်ရှိမှာမေရာတစ်ပိုက်၃လုံးရှိပြီးတော့အောက်ကနေပြီးတော့2 star လေး3កောင်တင်လိုက်မယ်ဆိုရင်တော့မေရာတစ်ပိုက်၄လုံးဖြစ်သွားမှာပါ။အဲ့ဒါကတော့ပုံမှန်ဆိုရင်အိမ်မွန်ကမေရာတစ်ပိုက်3လုံးပဲရတာဆိုပေမဲ့ကျွန်တော်က၄လန်ကနေ1လုံးရတာမလို့မေရာတစ်ပိုက်၄လုံးထိဖြစ်မှာဖြစ်ပါတယ်။စတိတ်3ရဲ့ခရီတောင်းမတိုင်ခင်မှာတော့အများကြီးပြောပြစရာမရှိပါဘူးအစောကထည့်လာတဲ့ဟီးရိုအတိုင်းပဲတွေးလေးရတဲ့လောက်ထိန်းပြီးတော့ဆော့သွားပါတကယ်လို့ရှော့မှာ5 goal hero တွေပေါ်နေတယ်ဆိုရင်တော့5 goal hero လေးတွေကိုကောက်ထားပါမပေါ်ဘူးဆိုရင်လည်းဘာမှမဖြစ်ပါဘူးဒီတိုင်းပဲထိန်းနေပါရှော့ကိုလှည့်ပြီးတော့ရှာကြမလို့သေးပါဘူးကျွန်တော်တို့ခရီတောင်းထိသွားပါမယ်ဒီနေရာမှာကက်ရွေးချယ်တဲ့နေရာမှာတော့ကျွန်တော်ကတွေးများတာဖြစ်တဲ့အတွက်ရှိ20ကတဲ့ကက်ကိုမယူဘဲနဲ့ free 6ချိန် short ကိုလှည့်လို့ရတဲ့ကက်ကိုပဲယူလိုက်ပါတယ်တယောက်နဲ့တယောက်ကတော့ပွဲချိန်တွေကတူမှာမဟုတ်ပါဘူးအဲဒါကြောင့်မလို့ကိုသွေးရနဲနေတယ်ဆိုရင်တော့ရှိကတဲ့ကက်ကိုယူသင့်ပါတယ်နောက်ထပ်အိမ်မွန်တယောက်ရဲ့ကက်ကလည်းမေရာတစ်ပိုက်ဖြစ်နေတာမလို့သူ့မှာလည်းမေရာ၄လုံးတိရှိပါတယ်အဲ့လိုမျိုးအိမ်မွန်နေများတယ်ဆိုရင်တော့သူတို့593စာဖြစ်မဲ့ဖြစ်ကိုအရင်စောက်ကြည့်ပါတကယ်လို့ဖြစ်သွားတယ်ဆိုရင်လည်းဘယ်ဟီးရိုးဖြစ်သွားလဲဆိုတာကိုကြည့်သင့်ပါတယ်ပြီးမှကိုကတွေးကြံတဲ့ဟီးရိုးတွေလည်းရှိသေးရဲ့ဆိုရင်သူတို့ကိုနိုင်လောက်မဲ့ဟီးရိုးကိုရှာပြီးတော့3 star တင်ဆော့ပါโอเคခရီတောင်းပြီးသွားပြီဆိုရင်တော့ level 9ကိုရောက်ပါပြီ level 9ရောက်ပြီဆိုတာနဲ့လက်သီးစစ်ဖြည့်ဖို့လိုအပ်ပါတယ်လက်သီးစစ်ကိုရှာနေရင်းနဲ့ပဲကလုံးမပြီးရဖြစ်တဲ့အတွက်ကြောင့်မလို့2 star hero တွေရမယ်ဆိုရင်ကောက်ပြီးတော့2 star လေးတွေတင်နေသွားပါဒီနေရာမှာ level 9ရောက်သွားပြီဆိုပေမဲ့လည်း5 goal တွေကြီးကောက်နေလို့မရပါဘူးကိုမှရှိတဲ့လက်သီးတွေက hero တွေကိုလည်း2 star တင်ထားဖို့လိုအပ်တာပါတယ်အဲ့ဒါမှကိုကဝေးများများနဲ့တွေးထိန်းနိုင်မှာပါโอเคခုဆိုရင်တော့ကျွန်တော်ကလက်သီးစစ်လဲပြည့်သွားပါပြီရှေ့ကဘိန်းထည့်ထားတာကတော့စတန်အနှင်းငယ်လဲပါသလို defender 2လဲပါမှာမလို့ပါဘိန်းကသူ့ AD လွှတ်လိုက်ရင်ရှေ့က enemy hero တွေကိုစတန်ပေးပါတယ်အဲဒါကြောင့်မလို့ level 9ရောက်ပြီဆိုရင်လက်သီးစစ်နဲ့ဘိန်းကိုတွဲထည့်တာကလည်းပို့ပြီးတော့ကောင်းပါတယ်ဒီပွဲမှာတော့ကျွန်တော်ကတွေးများတာဖြစ်တဲ့အတွက်ကြောင့်မလို့9 10 9 20ချမ်းပြီးတော့အတိုးယူတာဖြစ်ပါတယ်တကယ်လို့ကိုစောတဲ့ပွဲဟာတွေးလည်းမရှိတော့ဘူးလုံးဝထိမ့်မှုလိုအပ်နေတယ်ဆိုရင်တော့အတိုးမချမ်းမဲနဲ့ငကား2 star ဒါမှမဟုတ်ရင်လည်းရတဲ့5 goal 2 star လောက်ကိုရှာတင်သင့်ပါတယ် level 9ရောက်ပြီး flow တည်ပြီးပြီဆိုရင်တော့လောက်ရမှာတစ်ခုထပ်ရှိပါသေးတယ်အဲ့ဒါကတော့ဘယ်5 goal hero တွေဘယ်နှကောင်ကြံသေးလဲဆိုတာကို short မှာကြည့်နေပါတခြားအိမ်မွန်တွေကလည်းဘာတွေကိုကောက်ထားလဲဆိုတာကိုဆက်ပြီးတော့ကြည့်ပါသူတို့ကောက်ထားတဲ့ hero တွေချော့မှာပေါ်နေတယ်ဆိုရင်လည်း hero မကြံအောင်မှကိုကကောက်ထားပါအဲ့ဒါဆိုရင်သူတို့3 star မြန်မြန်မဖြစ်နိုင်ပါဘူးအိမ်မွန်ဖော့မယ်ဆိုရင်တော့အရေးကြီးတဲ့အချက်အနေနဲ့အနည်းဆုံးတော့စတိတ်4လောက်ထိတော့တွေးခံနိုင်မှာဖြစ်မှာပါစတိတ်4လောက်ထိတွေးခံနိုင်ပြီဆိုရင်တော့တေချာပေါင်း593 star ကိုရှာပြီးတော့ဆော့လို့ရပါတယ် hero မပေးတာကတော့မွန်တိုးပေါ်မှာပဲမူတည်ပါတယ်ဒီပွဲမှာကျွန်တော်ကအောက်မှာဘိန်း2 star တစ်ကောင်လည်းရှိသလိုရှော့မှာလည်းဘိန်းတစ်ကောင်ကပေါ်နေတာမလို့ကျွန်တော်မှာဘိန်း4ကောင်ထိရှိပါတယ်နောက်ပွဲမှာသာဘိန်းတစ်ကောင်ရှာနိုင်မယ်ဆိုရင်တော့ဘိန်း3 star ဖြစ်သွားမှာဖြစ်ပါတယ်ဒါပေမဲ့အဲ့လိုမျိုးကျွန်တော်အလောတကြီးနဲ့ရှာပြီးမစော့ပါဘူးကျွန်တော်မှလည်းတွေးရှိရဖြစ်တဲ့အတွက်ကြောင့်မလို့တခြားအိမ်မွန်တွေကလည်းမထွက်သေးတဲ့အတွက်သူတို့ဘာစော့မလဲဆိုတာကိုဆက်ပြီးတော့စောင့်ကြည့်အောင်မှာဖြစ်ပါတယ်တကယ်လို့ကိုကဘိန်းကိုသာအလောတကြီးနဲ့စော့လိုက်မယ်ဆိုရင်တခြားအိမ်မွန်က593 star လည်းဖြစ်မယ်သူတို့မှာ beautify လည်းပါမယ်ဆိုရင်တော့ကိုယ့်ရဲ့ဘိန်းကသူတို့ဖြစ်တဲ့ဘယ်593 star ကိုမဆိုနိုင်မှာမဟုတ်ပါဘူးဘိန်းရဲ့အထူးကောင်းတာကတော့ beautify ပါပဲတခြားသူတွေကတော့ Rubio 5 goal ထဲမှာအဝီဆုံးလို့ပြောကြတယ်ဆိုပေမဲ့ကျွန်တော်တို့အဝီဆုံး5 goal hero ကတော့ဘိန်းပါပဲမယုံဘူးဆိုရင်ဘိန်းနဲ့ Rubio ရှင်းရှားကြည့်လို့ရပါတယ် Rubio ကဘိန်းကို AC အတာလေးနိုင်ပါတယ်โอเคဒီမှာတိတ်ပြောကြမရှိလို့ fit ပေါက်ပြီးတဲ့နားလေးကိုပဲတွန်းလိုက်ကြအောင်ဗျာပေါက်မှာတော့ကြံတဲ့အိမ်မွန်တယောက်ကဗရန်ရသွားတာဖြစ်တဲ့အတွက်ဗရန်3 star ဖြစ်နိုင်ကြီးကတော့အတော်လေးများနေပါပြီတကယ်လို့သူပဒန်းဆော့မယ်ဆိုရင်တော့ကျွန်တော်တို့မှာရှာဆော့စရာ5 goal hero 2ကောင်ရှိပါတယ်အဲ့ဒါတော့လန်စီလော့ဒါမှမဟုတ်ရင်လက်စလီဖြစ်ပါတယ်လက်စလီနဲ့လန်စီလော့ကတော့ပဒန်းကိုပြန်ချလို့ရတဲ့ hero တွေပဲဖြစ်ပါတယ်โอเคဒီပွဲမှာသူကပဒန်းဆော့တဲ့အပြင်မှာလန်စီလော့တွေပါကောက်ထားတာဖြစ်တဲ့အတွက်သူပြန်မရောက်ရင်လန်စီလော့ရဖို့ကအရင်ကြီးတော့မလွယ်ပါဘူးဒါပေမဲ့ကျွန်တော်မှလည်းမေရာတစ်ဖိုက်က၄လုံးရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့လန်စီလော့3ကောင်လာရမယ်ဆိုရင်တေချာပေါက်လန်စီလော့3 star ဆော့လို့ရပါတယ်အားကြောင့်မလို့ခေါင်းထဲမှာဘိန်းဆော့မယ်ဆိုတဲ့အတွေးကိုလည်းလုံးဝထုတ်ပစ်လိုက်ပါပြီတေချာပေါက်လန်စီလော့ကိုသာရှာဆော့မှာပါသူရလည်း56တောင်ရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ရှေ့မှာဖြစ်နေတဲ့2 star hero တွေကိုရောင်းပြီးတော့အတိုး20ကိုပဲခြံထားလိုက်ပါတယ်အဲ့လိုမျိုးပဲပွဲရဲ့အခြေအနေပေါ်မှာမူတည်ပြီးတော့ကိုယ့်ရဲ့ hero တွေကိုရောင်းသိရင်ရောင်းပြီးတော့အတိုးခြံသိရင်ခြံရမှာပါ
5 goal 3 star ရှာတဲ့နေရာမှာကို့မှာဂိုးများများရှိဖို့ကလည်းအရန်ကိုလိုအပ်ပါတယ်လန်စီလော3 star ဖြစ်ဖို့ကမသေးကြတာမလို့ဘိန်းတချို့ကိုလည်းကောက်ထားရပါမယ်တကယ်လို့ဒီပွဲမှာဘိန်းဆော့မယ်ဆိုရင်တော့ဆော့လို့ရပါပြီဒါပေမဲ့မဆော့သေးပါဘူးလန်စီလောရရှိတဲ့အတွက်လန်စီလောကိုပဲရအောင်ရှာမှာပါဘာလို့လဲဆိုရင်ဘိန်းကတော့ပဒန်းကိုလုံးဝနိုင်မှာမဟုတ်ပါဘူးဒီလိုမျိုးခရီးရောင်းမှာဆိုရင်တော့ကိုရှာမဲ့ဟီးရိုးကိုတေချာရှာဖို့အတွက်အောက်ကဟီးရိုးတွေကိုတခါလေးရောင်းထားဖို့လိုအပ်ပါတယ်ဆုံးဖြတ်ချက်ကိုလည်းတေချာလေးချတာပါကိုရှာမဲ့ဟီးရိုးကိုတစ်ကောင်ပဲလိုတော့တယ်နှစ်ကောင်ပဲလိုတော့တယ်ဆိုရင်ဆက်ပြီးတော့ရှာနေပါအတိုးမချမ်းပါနဲ့အတိုးချမ်းနေမယ်ဆိုရင်တော့တခြားသူကဟီးရိုးကိုပိတ်သွားမှာဖြစ်ပါတယ်ခုဆိုရင်လန်စီလော9ကောင်ပြည့်ပြီဖြစ်တဲ့အတွက်ကြောင့်မလို့လန်စီလော3 star ဖြစ်သွားပါပြီလေယာတစ်ပိုက်၄လုံးနဲ့ပွားလိုက်ရုံပါပဲဒီနေရာမှာကျွန်တော်တစ်ခုလောက်ထပ်ပြီးတော့ပြောချင်ပါတယ်လန်စီလောဆော့မယ်ဆိုရင်ကီရှင်း item တွေကိုလန်စီလောကိုပေးသင့်ပါတယ်ရေခဲကိုမှရှိနေတယ်ဆိုရင်တော့မှရေခဲထက်ကီရှင်း item တွေကိုပဲလန်စီလောကိုအဓိကထားပြီးတော့ပေးသင့်ပါတယ်တကယ်လို့ကီရှင်းစစ်မပြည့်သေးလို့ကီရှင်း item တွေမစုံသေးဘူးဆိုရင်ဒါရေခဲပါညာကိုပေးထားပါမနေ့ကဆိုရင်ကျွန်တော်ကြီးပွဲမှာလည်းတယောက်တွေ့လိုက်ပါတယ်လန်စီလောဆော့ပေမဲ့သူကကီရှင်း item ကိုနှစ်ခုပဲပေးထားတာပါအဲ့လိုမျိုးကလန်စီလောဆော့မယ်ဆိုရင်လုံးဝမကောင်းပါဘူးလန်စီလောနဲ့လိုက်ဆုံး item တွေကတော့ကီရှင်းကသူ့ရဲ့ original item တွေပဲဖြစ်ပါတယ်ကီရှင်းတွေကကိုယ့်ရဲ့ hybrid အတက်တွေကိုတိုးပေးတယ်လို့မျိုး light series တွေလည်းတက်တယ်ပြီးရင်တော့ AP တွေပါပေါင်းပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့လန်စီလောဆော့မယ်ဆိုရင်ကီရှင်း item နဲ့ဆော့တာအကောင်းဆုံးပါပဲလုံးဝကီရှင်း item က level နှိမ့်နေသည်လို့မပေးသေးတာဆိုရင်မဲ့ level 2ဆင့်ဒါမှမဟုတ်ရင်3ဆင့်ဖြစ်သွားပြီဆိုရင်တော့ကီရှင်း item ကိုလန်စီလောကိုပေးသင့်ပါတယ်လန်စီလောဆော့မယ်ဆိုရင်တခြားဘဲခွရစ်ဆယ်ကိုပဲရကိုကကီရှင်းစစ်နဲ့အတူဖက်နှက်ကိုလည်းထည့်တင်ပါတယ်ဖက်နှက်ကတော့သွေးနေသွားမယ်ဆိုရင်တခြား enemy တွေနဲ့ဝေးရအောင်ခဏရှောင်သွားမှာဖြစ်ပြီးတော့သွေးကိုလည်းပြန်ပြည့်စေမှာပါလန်စီလောဖြစ်သွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဒီပွဲမှာကျွန်တော်ကိုနိုင်မဲ့လူကတေချာပေါက်ရှိတော့မှာမဟုတ်ပါဘူးတခြားဘဲဖိုက်ဂိုးဟီးရိုးကိုပဲနေပေးချလို့ရပါတယ်ဒါပေမဲ့ပို့ပြီးတော့စစ်ဖြစ်ချင်နေဆိုရင်တော့ဖိုက်ဂိုးဟီးရိုးတွေကိုတစ်ကောင်စီလောက်ကောက်ထားဖို့လိုအပ်ပါတယ်သူတို့မှာကလုံးလည်းမရတာဖြစ်တဲ့အတွက်ကြောင့်မလို့တစ်ကောင်စီကောက်ထားရင်လုံလောက်ပါပြီပြီးတော့5 goal 3 star ဖြစ်သွားတယ်ဆိုပေမဲ့လည်းတခြားဘယ်5 goal တွေကရှော့နေလဲဆိုတာကိုရှော့မှာတော့ပြီးတော့ကြည့်ပါအနည်းဆုံး5 goal hero တစ်ကောင်ပေါ်နေတယ်ဆိုရင်တော့အဲ့5 goal hero ဝယ်ပြီးတော့ပိတ်ထားလို့ရပါတယ်ဒီပွဲမှာဆိုရင်အာလူကက maxman dollar ဆော့တာပါသူက level 10တင်ထားတယ်ဆိုတာလက်စလေးဒါမှမဟုတ်ရင် alpha ruby တို့ကို3 star ရှာဆော့နေလို့ပါအဲကြောင့်မလို့ကိုရှော့မှာအဲ့လိုမျိုးတွေပေါ်နေတယ် hero တွေပေါ်နေတယ်ဆိုရင်တော့ကောက်ပြီးတော့ဝယ်ထားလိုက်ပါအဲဆိုရင်သူ3 star မဖြစ်တော့ပါဘူးတကောင်စီလောက်ပဲကောက်ထားဖို့လိုအပ်တာပါဒီမှာဆိုရင်ကျွန်တော်ပေါ်နေတဲ့2ကောင်ကိုကောက်ထားလိုက်ပါတယ်ဒါဆိုရင်ပွဲရပြီးသွားပါပြီဟို hero ကောက်ထားလို့ဆိုပြီးတော့အာလူကကဒီပွဲမှာထိုင်ငုံနေပါတယ်ဒါဆိုရင်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီလောက်ဆိုရင်အိမ်မို့ကိုဆော့တက်သွားကြမယ်လို့ညွှန်လင့်ပါတယ်မဆော့တက်သေးဘူးဆိုရင်လည်းဗီဒီယိုကိုပြန်ကြည့်နိုင်ပါတယ်ပြီးတော့မသိတာရှိရင်လည်းကျွန်တော်ရဲ့ comment မှာမေးခဲ့လို့ရပါတယ်ကျွန်တော်သိစများကိုပြန်ဖြေပေးပါမယ် YouTube ကကြည့်နေတာပဲဖြစ်ဖြစ် TikTok ကကြည့်နေတာပဲဖြစ်ဖြစ်ကျွန်တော်ရဲ့ account လေးတွေကို follow ဒါမှမဟုတ်ရင် subscribe လေးတွေမလုပ်ရသေးဘူးဆိုရင်လုပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်နောက်ထပ်ဗီဒီယိုတွေနဲ့ပြန်ဆုံကြမယ်ဗျာSo there will be many more to come. Power and blade can sway mortal hearts.